ဘဝမှာကြောက်စရာအကောင်းဆုံးညတွေကတညပါပဲမနက်ဖြန်ရန်ကုန်ကနေမန္တလေးကို Express ကားနဲ့ပြန်ရပါမယ်။သာမန်ခီးစဉ်လို့ထင်ခဲ့တာသူမကြောင့်အိမ်မက်ဆုံးကြီးဖြစ်ခဲ့ရပါတယ်။ည2 နာရီလောက်ပေါ့ဗျာ။ကားကဘယ်မှာလဲဆိုတာအတိအကျမသိတော့ဘူး။တိုင်းသားရွာလေးတွေကိုဖျက်တမ်းသွားနေတဲ့လမ်းမကြီးပေါ့။လူကလည်းမောနေတာဆိုတော့အိတ်ရှင်စိတ်တွေတအားပြင်းနေပါတယ်။ဒါပေမဲ့ကျွန်တော်နောက်ဆုံးခုံမှာထိုင်တာဆိုတော့ခါးနဲ့အောက်ပိုင်းကနာနေပါတယ်။အဲ့လိုလည်းသိမပြောဘူး။ဒီလိုနဲ့ဖုန်းကြည့်နေရင်ကကျွန်တော်ဘေးခုံကအမျိုးသမီးလေးကိုတတိထားမိတယ်။သူမကကားစတင်ထွက်ကလေးကရှေ့ခုံမှာထိုင်နေတာဒီခီးစဉ်တစ်ချောင်းလုံးစကားတခွန်းတလေမှမပြောဘူး။မျက်နှာကိုလုံအောင်ကာထားပြီးရှေ့ကိုပဲငေးကြည့်နေတာပါ။အခုလေသူမရဲ့ခေါင်းကကလထိုင်နှောက်မီးကိုမြည်ပြီးအိတ်နေပါတယ်။ကျွတ်တီပုံနဲ့လို့အနံ့တစ်ခုသူမစီကနေရနေပါတယ်။ကျွန်တော်စိတ်ထဲမှာကဲကြောက်စရာမကောင်းပါဘူးကွာသူမပင်ပန်းနေလို့ရေမချူရသေးတာပဲအဲ့ဒီလိုကိုနှစ်သိမ့်လိုက်ပါတယ်ဒါပေမဲ့နောက်တစ်ခုတတိထားမိတယ်သူမရဲ့လက်ကောက်ဝတ်ကအရန်ပါလွန်နေတယ်အယိုးတွေကိုပေါ်အောင်မြင်နေရတယ်နောက်ပြီးသူမရဲ့အရေပြားကဖြူဖြူဖွေးဖွေးတာမန်လူရဲ့အသားရောင်မဟုတ်ဘူးဖြူစွတ်နေတာမီးရောင်မှတော့ဖြူလွန်းနေတယ်ဒီအချိန်မှာပဲသူမကကျွန်တော်ဘက်ကိုလှည့်လာတယ်အသက်ရှူကျက်လာတယ်သူမကကျွန်တော်ကိုကြည့်မယ်ထင်ပြီးကျွန်တော်မျက်လုံးလေးကိုမိတ်လိုက်တယ်ပါဇက်ကဖျားလို့တော့ရေရှုမိပါတယ်နှလုံးခုန်တန်ကလည်းအလွန်မြန်နေပါတယ်စက္ကန့်ပိုင်းတော့ကြာပြီးမှဖြည်းဖြည်းချင်းမျက်လုံးဖွင့်လိုက်တယ်သူမကရှေ့ကိုပဲပြန်လှည့်သွားပြီးအနည်းငယ်တက်သွားသလိုခံစားရပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာကျွန်တော်မာသွားတာကိုသိခဲ့ရပါတယ်ကားပြီးအတန်တွေအင်းစင်အတန်စူညံနေတဲ့ကြားကသူမစီကအတန်တစ်ခုထွက်လာခဲ့ပါတယ်လေကိုအခက်ခဲနဲ့ရှူသွင်းနေတယ်လို့မျိုးပါဇက်ကိုဟပြီးရှူနေတဲ့အတန်မကြာခဏပြက်တောင်းကျွန်တော်ဘာလို့ရမှမသိတော့ဘူး။ဟောဒီဖို့ကြိုးစားပြီးအတန်မထွက်ဘူး။ကားကခီးဆက်သွားနေစေ။ဒီအတန်ကဆက်ကြားနေရတယ်။ပြီးတော့ကျွန်တော်မတော်တဆအောက်ကိုကြည့်မိတယ်။သူမရဲ့ခြေတော်တွေအောက်ကိုထိမနေပါဘူးကလထိုင်နဲ့ကျန်းညင်ကြားမှာလက်မဝက်လောက်ဟနေတယ်ခြေတော်တွေကလေထဲမှာတွေးလိမ့်ကျနေပါတယ်မဖြစ်နိုင်ဘူးကျွန်တော်အိမ်မက်နေတာလားဒါမှမဟုတ်အရက်မူးနေတာလားဒါကအိမ်မက်မဟုတ်ဘူးဆိုတာတော့သိကြတယ်လုံးဝနိုးနိုးကြခံစားနေရတာကျွန်တော်ကင်မရာကိုကန်ပြီးသူမကိုခိုးရိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီအဖြစ်အပျက်ကိုမှတ်တမ်းတင်ထားဖို့ပါဖြည်းဖြည်းချင်းကင်မရာကိုမြောက်လိုက်တယ်အဲ့ဒီအချိန်မှာ
သူမကကင်မရာထဲကနေကြည့်လာပါတယ်ပြီးတော့ပြုံးပြလာပါတယ်သွားတွေကရွှန်ထွက်နေတယ်လို့ကျွန်တော်ကဆိုပြီးလှန့်ဖြန့်သွားတယ်ကင်မရာလက်ထဲကနေလွတ်ကျသွားခဲ့ပါတယ်ပြီးတော့သူမကကျွန်တော်စီကိုဖြည်းဖြည်းချင်းထလာလိုက်တာသူမရဲ့အရက်ကရှည်လွန်းနေခေါင်းကကားရဲ့အမိုးနဲ့ထိမိတောင်ထင်နေရပါတယ်လက်တွေကရှည်လျားပြီးခြေထောက်ကအောက်ကိုမထိပါဘူးကျွန်တော်အော်ဖို့ကြိုးစားတယ်ဟေ့ကောင်းတွေအဲ့ဒီလိုအော်ပေမဲ့ဘယ်သူမှမနှိုးထကြပါဘူးဒါမှမဟုတ်သူတို့နိုးလို့မရအောင်လှုပ်ထားတာလားသူမကကျွန်တော်စီကိုလက်တန့်ရှည်ကြီးကြီးနဲ့တိုးကပ်လာပါတယ်လက်သေးတွေကညုံမဲနဲ့နေပါတယ်ကျွန်တော်မလုံနိုင်ခဲ့ဘူးသူမရဲ့လက်ကကျွန်တော်လေပင်စီရောက်လာခဲ့ပါတယ်အေးဆက်နေတဲ့ခံစားမှုအဲ့ဒီလိုနဲ့အိပ်ပျော်သွားလိုက်တာအိမ်မက်လားဒါပေမဲ့လေပင်မှာအနီကငယ်လေးတွေနဲ့ချစ်ရတွေရှိနေပါလေဒါကဘာလဲဒီညကတော့ဘယ်တော့မှမေ့မှာမဟုတ်ပါဘူးကားနံပါတ်ဘယ်လောက်လဲဆိုတာတော့မှတ်ထားလိုက်တယ်နောက်တစ်ခါဘတ်ကားစီးရင်အနောက်ဆုံးကုန်ဘယ်တော့မှမထိုင်ဘူးလို့တခါတည်းဆုံးဖြတ်ခဲ့လိုက်ပါတယ်